ထိုင်ထိုင်ဟောမပြောနဲ့ညီလေးဘာကြောင့်လာလဲသိတယ်နိုင်ရထွက်ချင်လို့လာတာမလားဟိုအခုရဲ့ဂုံရဖျူချာပါဖက်ကိုရောက်လာတော့ညီလေးကန်ကောင်းလေကဲဟိုညီလေးတို့သိချင်တဲ့ဥစ္စာတွေအတွက်ဟိုနိုင်ရထုတ်ဖို့တဲ့သိချင်တဲ့အတွက်အကူရှင်းပြရမှာပေါ့ကြည့်ရစင်ကိုသွားပုံပဲကဲပြပြရမယ်အေးပြီဆိုတာကစင်ကိုသွားမယ်ဆိုရင် CITI လက်မှတ်မပါဘဲနဲ့လုပ်ရတဲ့အလုပ်မျိုးပြောနေတာကွာဒါပေမဲ့လည်းမင်းစင်ကိုရောက်လို့6လအတွင်းမှာလည်း CITI လက်မှတ်ရဖို့အတွက်အဆောင်လို့ဖြေခွင့်ရဖို့အတွက်အကူကလုပ်ပြီးမှာပါဒါပေမဲ့မင်းပိုင်းလုံးတော့ကြည့်ရကြာဦးရမလားကြာပါတနေ့ပိုင်းလုံးကတော့ကြာရင်တော့တနေ့နေပြပြန်လာခဲ့ရမလားအခုတော့မတူတော့2နှစ်ခုစောင်းဝကြာဝိုင်းတော့မင်း2နှစ်လောက်နေလို့ပြသေးတယ်ပြီးတော့ CITI လက်မှတ်တင်တန်းကိုဒီမှာတက်တာနဲ့ဟိုမှာတက်တာနဲ့တိတ်တော့ဘာမှမကွာဘူးကွာမြန်မာနိုင်ငံမှာတက်မယ်ဆိုရင်တော့မြန်မာလူမျိုးဖြစ်ရတဲ့အောင်းကျရင်တော့ပိုကောင်းတယ်ဒါပေမဲ့တော့နိုင်ငံခြားမှာတက်တယ်ဆိုရင်တော့အလုပ်တစ်ဖက်နဲ့ပုံမှန်ဝင်လေးနဲ့တင်တန်းလဲပြီးလက်မှတ်လဲရပါကွာဟုတ်တယ်မလားမင်းတို့ကန်ကောင်းတာပဲအခုချိန်ကျတော့အချိန်ကွက်တိတွေ့လားအခုအယောက်60ကျွန်တော်အယောက်60တော့က CITI လက်မှတ်တင်တန်းကြီးကိုစင်ကုန်ကုမ္ပဏီဘက်ကနေပြီးတော့အကုန်ကြခံပြီးမှfree ကွာပြပါလို့လေးလေဟုတ်တယ်မလားဘာလို့လဲအဲ့ကြောင့်ညီလေးအခုသိချင်တာကိုထပ်ပြီးပြောပြရမယ်နော်ပြီးတော့ CITI တင်တန်းကိုငါတို့က3လဖြေလို့ရတယ်။တော့တစ်ခါတော့ free ပါမင်း online တော့ free လက်မှတ်ရအောင်ပေါ့။ဒါပေမဲ့ဒုတိယတတိယတစ်ခါကြာရင်တော့မင်းကြာဝိုင်းတော့ကိုယ်စိတ်နဲ့ကိုယ်ခန်းပါပေါ့။ဒါပေမဲ့ပထမတစ်ခါလေးနဲ့ online ခဲ့ရင်တော့စင်ဝင်မင်းအမုန်းနေလို့ရပြီ။ကဲဘာလို့သေးလဲ။ကဲနားလည်ပြီလား။ဟမ်မင်းကြီးကနားမလည်သေးတဲ့ပုံပဲ။အဲ့ငါတီးချက်ချက်ရှင်းပြမယ်လား။ကဲนี่ဘာသိချင်နေလဲဟိုလေကျွန်တော်လေးဟိုစုလေသွားချင်လို့လေအဲ့ဒါဟိုဘာကားစီးရလဲဆိုတာဒါမေးတာဟမ်